ကောင်းလေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်မင်းတို့ကြက်ကြက်ပတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တဲ့သူစိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်လောကကြီးမှာအောက်တန်းမှနေပါဘယ်တော့မှအထက်တန်းမှမပြောပါနဲ့အဲ့ဒါမင်းတို့မှတ်ထားစိတ်ခေါ်တာကိုလက်ခံနိုင်ပါမင်းတို့ငါရိုးလေးပြောလက်ခုပ်တီးကြည့်သည်မတီးကြည့်သည်ဒါပဲမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်နေသူတန်ညွန်တစ်ခုကိုတစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညွန်ကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညွန်ကမာတယ်တစ်သားကပြော့တယ်တန်ညွန်နေဖို့အတွက်ကိုတစ်သားကနေရာဖယ်